မင်္ဂလာပါရှင်ချစ်ခင်ရတဲ့ကြားတော်ရေးသားသမီးလေးတွေအတွက်2026ခုနှစ်မတ်လတလတာလုံးစာအတွက်အသေးစိတ်ဟောစာရန်ကိုဆီယာမကမြမရိုးရာဗေဒင်ပညာနဲ့နှက်ခတ်သွားလာမှုတွေအပေါ်အခြေခံပြီးအစုံလင်ဆုံးဖြစ်အောင်ဟောပြောပေးသွားမှာဖြစ်ပါတယ်ရှင်ဒီ2026ခုနှစ်မတ်လဟာကြားတော်ရေးသားသမီးတွေအတွက်ကံပွင့်လက်ရွှင်ပြီးဂုဏ်သိက္ခာတက်မဲ့လာလို့ဆိုရမှာပါမိမိရဲ့ပင်ကိုယ်ကြိုဖြစ်တဲ့ဂျာသာပရိဂျိုဟာတောက်ပနေတဲ့အတွက်ကြောင့်လုပ်ငန်းခွင်မှာရောလူမှုရေးနယ်ပယ်မှာပါလူချစ်လူခင်ပေါ်များပြီးဩဇာအာဏာတက်လာမဲ့ကာလဖြစ်ပါတယ်ရှင်။စီးပွားရေးနဲ့ငွေကြေးကန်စားတာစီးပွားရေးပိုင်းမှာတော့အလွန်ကိုအားရစရာကောင်းနေပါတယ်။အထူးသဖြင့်ပညာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေစာအုပ်စာပေဘာသာရေးပစ္စည်းတွေနဲ့စေဝါလုပ်ငန်းလုပ်ကင်သူတွေအထူးပဲအကျိုးမြတ်ရရှိပါလိမ့်မယ်။ငွေကြေးကန်ကတော့ဝင်တာထက်ထွက်တာကပိုစနစ်ကျနေမဲ့လှမျိုးပါမမျှော်လင့်ပဲအမွေနှိရတာမျိုးဒါမှမဟုတ်ကြာမြင့်စွာမြုပ်နှံထားတဲ့ငွေကြေးတွေပြန်ပေါ်လာတတ်ပါတယ်ဒါပေမဲ့တခုတတိထားရမှာကသူတစ်ပါးရဲ့ငွေကြေးကိစ္စတွေမှာကြားဝင်မဖြေရှင်းပေးဖို့ပါပဲကိုကြောင့်မဟုတ်ပဲသူများကြောင့်ငွေကုန်ကြေးကျဖြစ်တတ်လို့ပါရှင်အချစ်ရေးနဲ့အိမ်ထောင်ရေးနှလုံးသားရေးရာမှာတော့ကြာသာပရိသတ်သမီးတွေဟာဒီလမှာအလွန်တည်ငြိမ်နေပါလိမ့်မယ်အပြိုလူပြိုလေးတွေအတွက်ကတော့မိဘလူကြီးသူမတွေရဲ့သဘောတူညီချက်နဲ့အောင်သွယ်ပေးမှုကြောင့်ချစ်သူရတတ်ပါတယ်အိမ်အောင်ရှင်တွေအနေနဲ့ကတော့အိမ်အောင်ဖက်ရဲ့အကူအညီကြောင့်စီးပွားတက်ခြင်းအိမ်ချမ်းမြေဝယ်ယူနိုင်ခြင်းမျိုးတွေကြုံရတတ်ပါတယ်တခုရှိတာကတော့ကိုယ့်ရဲ့အလုပ်တွေအများများနေတာကြောင့်အိမ်အောင်ဘက်ကိုအချိန်မပေးနိုင်လို့အနှဲငယ်စိတ်ကောက်တာမျိုးရှိနိုင်ပေမဲ့နားလည်မှုနဲ့ကြော်ဖြတ်နိုင်ပါလိမ့်မယ်ရှင်။ကျန်းမာရေးနဲ့သတိပြုရန်ကျန်းမာရေးပိုင်းမှာတော့အစာအိမ်နဲ့ဦးလန်းချောင်းကိုအထူးဂရုစိုက်ပါရှင်အစားမားတာမျိုးဝမ်းပြက်ဝမ်းလျှောတာမျိုးဖြစ်တတ်ပါတယ်ပြီးတော့ဒီလထဲမှာကိုလက်မအီမသာဖြစ်ရင်အပူပုတ်ကင်းအောင်နေထိုင်ဖို့လိုပါတယ်။ခရီးဝေးသွားဖို့ရှိရင်တော့လဆန်းပိုင်းထက်လလယ်ပိုင်းနောက်ပိုင်းကပိုပြီးဘေးကင်းပါလိမ့်မယ်ရှင်။နေ့ရက်အလိုက်အကြံပြုချက်များတနင်္ဂနွေနေ့တွေမှာတော့အစိမ်းရောင်ဝတ်ဆင်တာကိုရှောင်ပေးပါရှင်ဖျားမှာကိတ်မှုတ်ဒါမှမဟုတ်အချိုပွဲကတ်လူပေးရင်ကန်စားတာပိုကောင်းစေပါတယ်။တနင်္လာနေ့တွေမှာတော့ငွေရေးကြေးရေးကိစ္စတွေကိုဆွေးနွေးဖို့အလွန်ကောင်းပါတယ်။အင်္ဂါနေ့တွေမှာတော့စကားပြောရင်သတိထားပါမိမိမရည်ရွယ်ပဲပြောလိုက်တဲ့စကားကရန်သူပွားတတ်ပါတယ်ဗုဒ္ဓဟူးနေ့မှာတော့ခရီးသွားလာတာဈေးဝယ်တာမျိုးတွေအကျိုးပေးပါတယ်ရှင်ကြာသာပတေးနေ့ကတော့တင်းရဲ့မွေးနေ့ဖြစ်လို့အရေးကြီးတဲ့လက်မှတ်ထိုးတာတွေလုပ်ငန်းသစ်စတာတွေကိုဒီနေ့မှာပဲလှုပ်ဆောင်ပါရှင်တောက်ကြနေ့မှာတော့အဝါရောင်ဝတ်ဆင်ပြီးအလုပ်သွားရင်လူချစ်လူခင်ပေါ်များပါလိမ့်မယ်စနေနေ့မှာတော့ဘာသာရေးကိစ္စတွေအလှူဒန်းတွေလုပ်ဖို့အကောင်းဆုံးနေ့ပါပဲရှင်ပညာရေးနဲ့ဝန်ထမ်းရေးရာစာမေးပွဲဖြေဆိုမဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ညံပွင့်နေတဲ့ကာလမို့ထူးထူးချွန်ချွန်အောင်မြင်ပါလိမ့်မယ်ဝန်ထမ်းတွေဆိုရင်လည်းအထက်လူကြီးစီကစုလက်ရတာနေရာကောင်းရတာမျိုးတွေကြုံရပါလိမ့်မယ်ရှင်ကံပွင့်စေမဲ့ရတာမတ်လအတွင်းမှာကန်ဆာတာပုံမိုတောက်ပလာစေဖို့အတွက်ကြာသပတေးနေ့တိုင်းမှာဖျားရှင်ကိုရွက်လ19ညွန့်နဲ့တပြေ19ညွန့်ကတ်လှူပေးပါရှင်ပြီးတော့တန်ဃာတော်တစ်ပါးကိုစွန်းဆန်စိန်ဒါမှမဟုတ်လှူဝယ်ပစ္စည်းတစ်ခုခုဒါနပြုပေးပါဒီလိုလုပ်ပေးခြင်းအပြင်တင့်ရဲ့အခက်ခဲမှန်သမျှအစဉ်ပြေချောမွေ့သွားမှာဖြစ်ပါတယ်ကံကောင်းစေမဲ့ကဏ္ဍလေးတွေကတော့တကနန်း9ကနန်းနဲ့6ကနန်းတို့ဖြစ်ပါတယ်အကျိုးပေးအရောင်ကတော့ရွှေဝါရောင်နဲ့အဖြူရောင်တို့ဖြစ်ပါတယ်ရှင်ဇာသဝေဒသမီးများအားလုံးဘေးအန္တရာယ်ကင်းဝေးပြီးလိုအင်ဆန္ဒများပြည့်ဝကြပါစေလို့ဆီယာမကဆုတောင်းပေးလိုက်ပါတယ်ရှင်အသေးစိတ်ထပ်ပြီးသိချင်ရင်ထပ်လာမေးလို့ရပါတယ်နော်